ဇူလိုင်လ10ရက်နေ့တော့ invitation ကျွန်တော်တို့မေးပို့တယ်ကျွန်တော်မေးတစ်ခုတည်းမဟုတ်ပုံမှန်ဆိုရင်ကျွန်တော် BZ TV မှာဇီကိုခေါ်ရင်ဘလန့်ကိုဒါခါလေးကပ်ပါပြီးသားတို့ပါတော့တချို့ကပြောကြမဟုတ်ဘလန့်ကိုတတ်ဇီကိုတတ်အဲ့လိုမျိုးခေါ်တာ EWC ဘက်ကနေပြီးတော့ကျွန်တော်နှစ်အောင်လို့အတူတူခေါ်တာဗျာဒါပေမဲ့အဲ့ချိန်မှာဘရိုတတိထားမိလားမသိဘူးဖြစ်ချင်တော့ဘလန့်ကကျွန်တော်ညီလေးရဲ့စိတ်ကတဲ့မှာဒီကောင်ကအဲ့လိုမျိုးဟိုဖြစ်တယ်ကိုဒီကျွန်တော်မသွားလဲကိုဒီသွားအဲ့လိုပုံစံမျိုးဒါပေမဲ့သူ့ရဲ့ visa ဗျာကျွန်တော်တော့မှပဲကျွန်တော်ဘလောက်တော့အချိန်ကြီးဆိုးလဲဆို visa ကကျွန်တော်တို့ Paris တို့ဒီ Europe ကမလွယ်ဘူးဗျာတဲ့မလားကျွန်တော် visa ကိစ္စတွေကအချိန်မလောက်ဘူးဘလန်သူကဒီ time မှာ long term visa တခုသူရှောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်သူ့ရဲ့ passport ကလည်းဟိုဘက်ကိုပေးထားတယ်ပတ်စံတွေကလည်းအတွင်းပြီးွားပြီဗျာတဲ့မလားအဲ့လိုမျိုးဆိုတော့အဲ့မှာ visa ရှောက်ဖို့အတွက်တိုင်းပတ်သွားကျွန်တော်တော့မှပဲvisa ကိုတစ်လားကျော်လောက်တစ်လားနီးပါးလောက်ကျွန်တော်ဆောလျှောက်တာတစ်လားနီးပါးလောက်ဆောလျှောက်ပြီးတော့မနေ့ပြန်သွားမယ်ဆိုဒီနေ့မှကျွန်တော် passport ရတာကျွန်တော် passport ကအဲ့လိုမျိုးဆိုတော့ချို့ကြလည်းအထင်မလွဲကြဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ညီလေးကတော့အဲ့လိုမျိုးပြောလဲသူကတော့ကျွန်တော်တို့ကသွေးကွဲမှာမဟုတ်သူကတော့ပြောပြီးသားကိုသေးကျွန်တော်မသွားရလေကိုသေးသွားဒီလိုမျိုးခွင့်ရမျိုးကမြန်မာနိုင်ငံမှာပေးတာမရှိခဲ့ဘူးဗျာတဲ့မလားအဲ့လိုမျိုးတဲလန်တယောက်ကိုမီဒီယိုလာခဲ့ဒီကနေ cash အိမ်ကနေမဟုတ်ဘဲနဲ့ဗျာတဲ့မလားအဲ့လိုမျိုးဆိုတော့ဗောလေဆိုတော့ဒါလေးကိုเนาะကျွန်တော် TikTok တို့ဘာလို့မှတကယ်လို့ highlight တွေပါပြန်တင်ဘလန်ဘာလို့မပါလဲဆိုတာလေးဒါကျွန်တော်တို့တွေပြန်ပြီးတော့မျှဝေပေးပေါ့နော်ကျွန်တော်ညီနဲ့အတူတူသွားနေတာပေါ့ဘယ်ပြောကောင်းမလဲသွားတာတော့ဘလန်နဲ့ကျွန်တော်နဲ့အတူတူသွားလို့ကတော့ share ပဲအဲ့မှာဘာတွေရှောက်လုံမှာအကုန်လုံးအခုဟိုတယ် lobby မှာဗျာအခုဟိုတယ် lobby မှာ MWI နဲ့ပြမှာကျွန်တော်ဒီဘက်ကနေ cash မယ်ဗျာဒီဘက်ကနေ live လွှင့်မှာသူတို့အဲ့လိုမျိုး PC တစ်လုံးပေးမယ်နဲ့တူတယ်ဒီဘက် on site ထဲမှာတခြားလူတွေရိုက်ပြလို့မကောင်းနဲ့တွေ့တယ်။အဲ့မှာ balance စိတ်ကလည်းအဲ့လိုမျိုးကျွန်တော်တကယ်လို့ကျွန်တော်မသွားရင်လည်း balance ကိုသွားခိုင်းပါဗျာ။ကျွန်တော်ဒီမှာ balance ကလည်းကိုကြီးရတယ်ညီလေးမသွားရလဲကိုစီသွားအဲ့လိုမျိုးအဲ့လိုပေါ့နော်။ဆိုပျော်နေပါတယ်ခန်းသားချက်ကတော့ကျွန်တော်ပျော်နေတယ်ရှင်နေလဲခုန်နေတယ်။ကိုကအင်္ဂလိပ်လိုကလည်းအရင်ကြီးမကျွမ်းဘူးများတယ်မှာနည်းနည်းတော့အဲ့မှာငယ်တော့စာမကြိုးစားခဲ့တာနောက်လိုက်ရတယ်ဒီမှာအင်္ဂလိပ်တဲလန်တွေများတယ်။ဘာလို့ဆိုတော့ဒီအတိုင်းပဲမွန်းတုံတို့ဘာလို့ကသူ EWC ကိုခေါ်လို့ရှိရင်ကျွန်တော်တို့ကကျတော့အင်္ဂလိပ်လိုမရပါပဲကျွန်တော်တို့ဒါအဓိကတော့ပရိသတ်တွေလူကြီးများရဗျာကျွန်တော်အမှ audience တစ်ခုရှိရဆိုတော့သူတို့ကလက်ခံတော့ကျွန်တော် invite လုပ်တာ။ဘယ်ကနေပြီးတော့ဖိတ်တာပေါ့နော်။ဟုတ်လားပြောနေပါတယ်ကိုချိုင်းလေးတို့ကမလာသေးဘူးနဲ့တွေ့သူတို့ YG သင်းထဲမှာလာနေတော့ကိုချိုင်းလေးတို့နဲ့လည်းစုံမှုရှိပါတယ်ပထမတော့ mobile legend တော့ပဲလာတယ်ဆိုပေမဲ့ PUBG ဘက်ကနေလည်းကျွန်တော်ထပ်ပြီးတော့ဖိတ်ထားတယ်ပေါ့နော်ဆက်နေဖို့လို့ကျွန်တော်တစ်လားလောက်ကြာမယ်ဗျခံမှန်းကြီး Paris မှာတစ်လားလောက်ချစ်စရာလေးဗျလက်ပြူပြရတယ်ကျေးဇူးပါနော်ကျွန်တော်ကိုချစ်တဲ့ပရိသတ်တွေလည်းကျွန်တော်ထင်တာမမရင်တော့ဘရိုလည်းကျွန်တော်တော့ဂုံယူနေမယ်လို့ထင်ပါတယ်အားရငါတို့အရင်ကတည်းကအားပေးခဲ့တဲ့တပယ်လိုက်ကကောင်းလေးလာသူများရင်လည်းနော်ကျွန်တော်အတိုက်ခံနေဖြစ်ပြောဆိုတွေခံဒီကောင်အရင်တော့ပွဲတားရှာတာဒီမှာအဲ့ဒီကနေပြီးတော့ဒီကောင်ဘယ်လို Paris ကိုရောက်သွားလဲဒီမှာနော်အဲ့လိုမျိုးဂုံယူနေမယ်လို့ထင်ပါတယ်ဘရိုလည်းကျွန်တော်တို့ပျော်နေမယ်လို့လည်းထင်ပါတယ်ဝါလာရင်တော့တဲ့ဝါနေပြီးသားဝါလာတာမဟုတ်ဝါနေပြီးသားဝေလီချလိုက်ရမှာဒီ Paris ကိုမလာခင်သိမလား Rose လေးကလည်းအရင်လာတာ Rose ကမနက်ခင်းတော့ breakfast စားတော့ Rose ရယ် Miracle ရယ် Leffe တို့သိမလားအဲ့လိုမျိုး Leo တို့နဲ့အဲ့လိုမနက်စာတူတူစားခဲ့ရတယ်ဒီကတော့မီယာကိုဆောင်းရမ်းသဘောကောင်းတယ်ဘရိုမီယာကိုအပြင်မှာဟိုလက်ဖယ်တို့ဘာလို့တော့သူကလည်းသူအဲ့လိုမျိုးဟိုအဖွဲနဲ့တော့တိတ်မနေဘူးဗျာဒီမှာသူကလည်းသူ AC တီးတက်နေတဲ့လူမျိုးဒါပေမဲ့မီယာကိုဆောင်းရမ်းသဘောကောင်းတယ်မီယာကိုတော့ပစိုးယူလာတယ်ကောင်ပစိုးလက်ဆောင်ပေးပြီးသူ့ကိုဝယ်ခိုင်းမှာဟိုရှော့တော့ပြရတယ်ဖုန်းနေပြီတဲ့ဘုံလာပေါ့ကွာတဲ့ခဲရာတို့ကိုင်ဗီတို့နဲ့တွေ့ပြီလားသူတို့ကမလာသေးဘူးဘရိုသူတို့ကကျွန်တော်ထင်တာမမှန်လို့ရှိရင်19 20လောက်မှလာမှာ19ရက်နေ့လောက်မှလာမှာ YG ရောပဲ